ဒါလေးကတော့ cosmetic ရ Yangon Heritage Night Run မှာ join ခဲ့ရတဲ့ experience လေးပေါ့နော်ဒီ night run ကြောင့် traffic တွေဖြစ်ခဲ့ရတာကိုပြီးမ post လေးတွေ့ရတကယ်စိတ်မကောင်းဖြစ်ရပါတယ် cost လည်းမသိခဲ့ဘူးပေါ့နော် cost ကတော့5 km ပဲရွေးပြည့်ရပေါ့နော် training လည်းဘာမှမလုပ်ဘဲပြီးရမှာချွေးအများကြီးနဲ့ဂျိုင်းချွေးနဲ့မထွက်အောင်ဘယ်လာရဲ့ roll အစိမ်းအောင်လေး clean fresh လေးသုံးပါမယ်သူ့နဲ့လေးကတန့်ရှင်းလေးပေါ့နာမည်လေးအတိုင်း clean ဖြစ်တဲ့အနံ့ခင်းအောင်လေးလည်းရှိရဲ extra white တော့ကျတော့ big လေးဆန်တဲ့အနံ့လေး cost ကတော့အစိမ်းလေးပိုကြိုက်တယ်ပြီးရင် Bella မှာက Bella Man roll လေးလည်းထွက်ထားတယ်သူ့မှာက Bella Man power cool နဲ့ Bella Man sport active ဆိုပြီးရှိဒီလိုနေ့မျိုးမှာဆိုလို့ရှိရင်တော့ sport active လေးသုံးတယ်ဒီအတွက် roll ကိုသုံးဖို့ကတကူကြီး hygiene အတွက်အရင်အရေးကြီးပါတယ်အဲ့ဒါရိုက်နေရတဲ့ cost နောက်ကျပြီးတော့ရောက်တဲ့နဲ့တန်းပြေးလိုက်ရတယ် finish ပြီးတော့မှပန်းချန်ထဲမှာပါတယ်ရှိတယ်တွက်ကြည့်ရတာစပြေးကြပါပြီ fighting first time first time ဆိုတော့အရင်တော့ဆက်လုပ်ရှာတယ်တော့ပြေးနေရပါပြီ cost တောက်လျှောက်ရွေးမပြေးနိုင်ဘူးပေါ့နော်ပြေးလိုက်လမ်းလျှောက်လိုက်နေဒါကတော့3 km ရှိပါပြီ cost တဲဖို့အိတ်လည်းမပါတော့ဖုန်းမြူလာခဲ့လို့ဆိုတော့တကယ်ချင်းဖုန်းနဲ့ပဲလိုက်ရိုက်ထားတယ်ကိုယူချေရဲ့ဒီချက်ကကားလေးနားမှာပေါ့နော်ဒီမှာစနေနောက်ဆုံးမှရောက်မှဆိုတော့ပြန်ပြေးခဲ့ရပါတယ် ရောက်ပါတော့မယ် ရောက်လာတလန်းလုံးလည်းပိုက်ကခုနအောင်လိုက်နားအောင်လိုက်ဖြစ်ပါကျွန်မရောက်လာခဲ့ပါပြီ cosplay မှာဒီထဲမှာဘာတွေရှိလဲဆိုတော့ကြည့်ရတယ်ပေါ့နော်ပြီးတော့ Bella Man boost တွေမှာဂိမ်းဝင်ဆော့ခဲ့တဲ့ဒီအမှန်လို့ရှိရင်ရေမွေးတစ်ခုရတယ်သုံးကပြောင်းဝင်ရှိတာကို cost နှစ်ခုပဲမှန်တယ်ပေါ့နော်အဲ့တော့မရခဲ့ပါဘူးအဝင်ကနောက်မှလည်း Bella photo booth တွေမှာဝင်ရိုက်ခဲ့ပါသေးတယ်ပညာပေါ့မပြေးခင်ကတော့အရန်ကို pressure ပိနေရပါမလားရပါမလားနောက်ဆုံးတော့လိုက်ခဲ့တယ်ပေါ့နော်ပြီးတော့အမှကြက်ကြော်အကြီးကြီးလည်းစားခဲ့ရပါသေးတယ်ဒီလိုမျိုးရင်နောက်ထပ်လည်း join ရှင်သေးရပေါ့နော်တေချာလေး train ပြီးတော့ see you in my next video bye bye